အားလုံးပဲမင်္ဂလာပါကျွန်တော်အခုစီခွေးလုပ်ထီမှာကျွန်တော်ရဲ့ member တွေကနေအကောင့်ပွင့်ငွေထွက်ဆိုတဲ့ member တွေအတွက် member တွေအတွက်ဒီ AI software လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကူမင်း AI software လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကူမင်း AI software လေးကိုဘယ်လိုသုံးရမလဲဆိုရင်ဒီဗီဒီယိုလေးကိုရှင်းပြပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်အောင်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်ဒီ software လေးတွေကိုဝင်လိုက်ပြီးပထမဦးဆုံးဒီဒါကို software လေးတွေကိုဘယ်လိုဝင်ရမလဲဆိုလို့ရှိရင်ဒီ show user နေရာလေးကိုအမှန်ကြလေးတစ်ချက်ဒီလိုလေးချစ်ပေးပြီးချစ်ပြီးပါလို့ရှိရင်ဒီနေရာမှာပေါ်လာတဲ့စာလေးကို copy တစ်ချက်ယူပြီးတော့ကျွန်တော်ရဲ့ဒီ Telegram မှာလာပြီးပို့ပေးရမှာဖြစ်ပါတယ်အဲ့လိုပို့ပြီးပါလို့ချင်းကျွန်တော်ပြန်ချပေးတဲ့ Gmail ကိုဒီအပေါ်ဆုံးကနေရာလေးမှာထည့်ပြီးလို့ရှိရင်ဒီနေရာလေးကိုအမှန်ချစ်မယ်ဗျအဲ့နေရာလေးမှန်ချစ်ပြီးပါလို့ရှိရင်အဲ့လိုအကုန်လုံးအဲ့လိုထည့်ပြီးပါလို့ရှိရင်ဒီ log in နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ရင် software လေးတွေကိုတစ်ချက်ဝင်မယ်ဗျအဲ့လိုဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တက်ကနေmember ဝင်ထားတဲ့အကောင့်ထဲကိုတန်းဝင်ပြီးသားဖြစ်ပါတယ်အဲ့ဒါဆိုရင်ဘယ်လိုဆော့ရမလဲဆိုလို့ရှိရင်ဒီလုတ်ထီတွေကိုဝင်မယ်ဗျလုတ်ထီတွေကိုဝင်မယ်ဟောလိုင်းရကျေးဇူးပါလိုင်းရေလို့โอเคဗျအဲ့လိုလုတ်ထီတွေကိုဝင်မယ်ဆိုလို့ရှိရင်ဒီလေးခဏလေးဆောင်မယ်လိုင်းကြနေတဲ့အတွက်โอเคဒီမှာဘယ်လိုခန်းနေဆော့လို့ရမယ်ဆိုလို့ရှိရင်ဒီ AI ဆော့ပြီးတဲ့မှာဒီ Wingo စက္ကန့်30 Wingo 1 minute နဲ့ဆော့လို့ရပါတယ်ကျွန်တော်ကဒီ Wingo စက္ကန့်30ကိုဆော့ပြပြီးမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ Wingo စက္ကန့်30လေးကိုရွေးမယ်ဗျအဲ့လိုဘယ်လိုကြည့်ထိုးရမလဲဆိုလို့ရှိရင်ဒီမှာအကျဉ်းကြီး20ဒီမှာအကျဉ်းကြီး20အကျဉ်းကြီး20မှာထိုးရမယ့်ဟာကိုဒီနေရာလေးကိုကြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုစမ်းစောကြမယ်ဗျကြားတယ်ဟေးတောင်းကြအဲ့ဒါဝါလာရတယ်အဲ့တော့ချင်းနေဆိုးနေရတယ်โอเคအဲ့ဒါစက္ကန့်30ရွေးလိုက်ပြီဗျစက္ကန့်30ကိုရွေးထားရင်ဒီမှာ23ချိန်မှာဒီမှာအကြီးကိုပြထားတဲ့အတွက်ကျွန်တော်ကအကြီးကိုစထိုးပြီးမှာဖြစ်ပါတယ်အကြီး1000ဒီမှာရโอเคအဲ့တော့24ချိန်မှလည်းပဲဒီမှာ24ချိန်မှလည်းပဲဒီမှာလည်းအကြီးပြတဲ့အတွက်အကြီး1000ထပ်ထိုးမယ်နားကြတိုင်းလေးက
မှာအကြီးထပ်ပြဒီနေရာမှာအကြီးထပ်ပြတဲ့အတွက်ကိုကျွန်တော်အကြီးလေးထပ်ထုတ်ပေးမှာဖြစ်ပါတယ်ဗျာ။မှာပြ line မကောင်းလို့ရှိရင်အဲ့လို line ကြောက်လို့ချင်းဘန်းပေါ်လို့ချင်း software လေးကို clear data လုပ်ပြီးတော့ရင်အထက်ပြောင်းဝင်ပြီးဆိုအခုလိုမှာဗျ။စားမတက်ပဲတောက်ချောင်းနိုင်နေတယ်ဗျ။အဲ့လိုဆိုရင်အဆင်ပြေတယ်နော်။ဒီမှာအမတောက်လျှောက်ဝင်မယ်ဗျခုနကျွန်တော်ဆော့တာဗျဒီရန်နေစဆော့ထားတာဒီဘွဲနေစဆော့တာဗျဒီဂျားလေးတွေမှာတော့လိုင်းကြသွားတဲ့ဘွဲတွေကြောပါတယ်ကိတယ်မှာအကြီးတက်ကြထားတယ်ဗျအကြီးတက်ရောကြီးထုံးမယ်ငါဗျတောက်လျှောက်နိုင်ရနော်โอเคအကြီးကြတဲ့အတွက်ဒီမှာကြီးတွေပူးနေကြဒီမှာကြီးတောက်လျှောက်ပူးတာနော်ဒီမှာပြီးတော့ AI ဆိုတော့ပေါ်လို့ဟောမှာကြည့်အောင်ကြာမှာမှာကြတောက်လျှောက်ဝင်မယ်ဒါဆိုကျွန်တော်စော့ထားတဲ့ပွဲတွေနော်ဒီမှာကျွန်တော်ပြောလို့ရ line ကောင်းပြီးsoftware က error တက်လာတယ်ဆိုရင် software လေးတွေကိုထွက်ပြီးတော့ရင် software လေးကို clear data လုပ်ပြီးတော့ရင်ပုံမှန်တိုင်းပြောင်းဝင်ဆိုလို့ရှိရင်ဒီလိုမျိုးဒီလိုမျိုးနဲ့တောင်းလို့ဖြစ်တယ်ဆိုတော့လူချင်းမင်းတို့ okay ဗျအမ okay မပြောရင်ဆိုရင် line ကြောက်ပါကြီးဗျ line ကြောက်တော့ကျွန်တော်ဒီနေရာလေးမှာပဲဗီဒီယိုရိုက်လိုက်တော့ဗျကျွန်တော်ရဲ့နံပါတ်လေးကနေအကောက်ဖွင့်ပတ်စံသွင်းပြီးတဲ့လူတိုင်းကျွန်တော်ရဲ့ဒီ software လေးကို free လာယူလို့ရပါပြီเนาะ